တိုက်တန်းနစ်သင်္ဘောကိုရေခဲတောင်နဲ့မတိုက်မိအောင်တင်ကယ်တင်နိုင်ရင်ဒေါ်လာ9000ရပါလိမ့်မယ်။ဒါပေမဲ့ဒါဟာမဖြစ်နိုင်တဲ့လောက်ပါပဲ။ဘာလို့လဲဆိုတော့တိုက်တန်းနစ်ရဲ့ကပတိန်ကိုယ်တိုင်တော့မလုပ်နိုင်ခဲ့လို့ပါ။တကယ်တော့အမေရိကန်ပြည်ထောင်စုမှာတိုက်တန်းနစ်အတွက်တည်တံ့ဖွင့်ထားတဲ့ပြတိုက်တစ်ခုရှိပါတယ်။အဲ့ဒီမှာတိုက်တန်းနစ်ကိုရေခဲတောင်ရန်ကနေကယ်တင်ရတဲ့ခက်ခဲလွန်းတဲ့စိန်ခေါ်မှုတစ်ခုရှိနေတာပါ။ဒါပေမဲ့ဒါဟာမဖြစ်နိုင်တဲ့လောက်ခက်ခဲပါတယ်။ဘာလို့လဲဆိုတော့တိုက်တန်းနစ်ဟာတနာရီ45ကီလိုမီတာနှုန်းနဲ့ခုန်မောင်းနေတာဖြစ်ပြီးရေခဲတောင်ကိုစတွေ့ချိန်မှာသင်္ဘောနဲ့40ဝမီတာကွာမှာပဲရှိပါတော့တယ်။တန်ချိန်9000ရှိတဲ့သင်္ဘောကြီးကိုထိန်းကျောင်းဖို့ဆိုတာလည်းမယုံနိုင်လောက်အောင်ခက်ခဲလွန်းပါတယ်။လူနည်းစုလောက်ပဲဒီစမ်းသပ်ချက်ကိုအောင်မြင်ခဲ့ကြပါတယ်။ဒါရင်မကသေးပဲအဲ့ဒီပြတိုက်မှာဒီထက်ခက်ခဲတဲ့စိန်ခေါ်မှုတွေလည်းရှိပါသေးတယ်။ဥပမာအားဖြင့်အဲ့ဒီထဲကရေထဲမှာတစ်လက်ကို2မိနစ်ကြာအောင်နှထားနိုင်ရင်ဒေါ်လာ9000ရပါမယ်။ဒါပေမဲ့ဘယ်သူမှ1မိနစ်ထပ်ပိုပြီးမခံနိုင်ကြပါဘူး။ဘာလို့လဲဆိုတော့အဲ့ဒီရေဟာတိုက်တန်းနစ်မြုပ်ခဲ့တဲ့နေရာကနေယူလာတာဖြစ်ပြီးအဲ့ဒီညကရေရဲ့အပူချိန်ဟာအနုတ်2ဒီဂရီရှိခဲ့တာကြောင့်ပါ။ဒါပေမဲ့လူတွေကိုအစွဲဆောင်နိုင်ဆုံးကတော့ပြတိုက်ထဲကရုပ်ရှင်ရုံပါပဲ။ဘာလို့လဲဆိုတော့အဲ့ဒီမှာပဲသင်္ဘောပျက်စီးတဲ့နေ့ကရိုက်ကူးခဲ့တဲ့တိုက်တန်းနစ်ကျူးပြတ်သွားတဲ့တကယ်ဗီဒီယိုမှတ်တမ်းကိုကြည့်ရှုနိုင်မှာမို့ပါ။လက်မှတ်ခကတော့ဒေါ်လာ1000ကျသင့်ပါတယ်။ဒါပေမဲ့မကြသေးခင်ကပဲဟက်ကာတွေဟာစနစ်ကိုထိုးဖောက်ပြီးအဲ့ဒီမှတ်တမ်းတွေအားလုံးကို TikTok ပေါ်ကိုပေါက်ကြားအောင်လုပ်ခဲ့ပါတယ်။အခုဆိုရင်ဘယ်သူမဆိုဒါကိုရှာကြည့်လို့ရနေပါပြီ။ရှာဖွေကွက်မှာထက်ထက်နဲ့1912လို့သာရိုက်ထည့်လိုက်ပါ